ပြီးခဲ့တဲ့ဖေဖော်ဝါရီ18ရက်နေ့ကစပြီးပြည်တွင်းမှာ electronic နဲ့သက်ဆိုင်တဲ့ရှုရှိုက်စရာပစ္စည်းအမျိုးမျိုးတွေကိုကန့်သက်ကုန်စည်အဖြစ်သတ်မှတ်လိုက်ပြီလို့သိရပါတယ်။ဒါကြောင့်အစိုးရပစ္စည်းတွေကိုတင်သွင်းတာ၊ရောင်းချတာ၊တူလောင်ဖြန့်ဖြူးတာအပြင်လက်ဝယ်ထားရှိအသုံးပြုတာတွေကိုပါခွင့်မပြုတော့ဘဲတားမြစ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဘာကြောင့်အခုလိုတားမြစ်ရတယ်ဆိုရင်တော့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒီအရာတွေထဲမှာခန္ဓာကိုယ်ကိုအန္တရာယ်ပေးနိုင်တဲ့သတ္ထုဓာတ်တွေနဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေအမြောက်အများပါဝင်နေလို့ပါပဲ။ WHO ရဲ့ထုတ်ပြန်ချက်အရလည်းကမ္ဘာတဝန်းမှာဒီအရာတွေကြောင့်ဆွဲလန်းမှုနှုန်းပုံမှန်မြင့်တက်လာနေရဲ့လို့ဆိုပါတယ်။အိန္ဒိယတိုင်းနိုင်ငံမှာဆိုရင်လည်းဒါတွေကိုအထူးတင်းကျပ်ထားတာအားလုံးအသိပဲဖြစ်မှာပါ။ဒါကြောင့်မိမိတို့ရဲ့ကျန်းမာရေးအတွက်ရောဥပဒေအကြောင်းအရာပါအားလုံးပဲသတိပြုနိုင်ကြဖို့ဒီဗီဒီယိုလေးနဲ့အတူတိုက်တွန်းလို့ဆိုပေးလိုက်ပါတယ်။ဒီသတင်းပေါ်မှာရောဘယ်လိုမြင်ကြလဲကွန်မန့်မှာဆွေးနွေးပေးသွားကြပါဦးနော်။